မီးလောင်ကျွမ်းမှုဒဏ်ရာရှေးဥသူနာပြုစုနည်းဥစွာဥကောင်းရင်ဘတ်နှင့်လက်ဘင်းဒဏ်ရာရှိမရှိသေချာစွာစစ်ဆေးပေးပါဤဒဏ်ရာများရှိပါကဆေးရုံသို့အမြန်ဆုံးတိုက်ရိုက်ပို့ဆောင်ပါဤဒဏ်ရာများမဟုတ်ပါကအောက်ဖော်ပြမည့်အဆင့်များကိုလိုက်နာဆောင်ရွက်ပေးပါမီးဆက်လက်လောင်ကျွမ်းမှုမရှိစေရန်လူနာ၏ခန္ဓာကိုယ်မှမီးကိုအရင်ငြိမ်းသက်ပေးပါမီးလောင်နေသောနေရာမှဆွဲထုတ်ခြင်းရေဖြင့်မီးငြိမ်းသက်ခြင်းနှင့်မီးတက်ရာတွင်အသုံးပြုသောဆောင်ဖြင့်မီးငြိမ်းသက်ခြင်းများကိုလိုအပ်သလိုပြုလုပ်ပေးပါမိမိကိုယ်ကိုလည်းမီးအန္တရာယ်မှကာကွယ်ပါမီးလောင်ဒဏ်ရာဝန်းကျင်မှအဝတ်အစားလက်ဝတ်ရတနာကလေးဒိုင်ပါများဖယ်ရှားပေးပါသို့သောအနာပေါ်မှအရည်ပြားနှင့်ကပ်နေပါကဆွဲခွာခြင်းမပြုလုပ်ရပါဤသို့ပြုလုပ်ခြင်းသည်အနာအခြေအနေကိုပို၍ဆိုးဝါးစေနိုင်ပါသည်အရည်ပြားမီးလောင်မှုဖြစ်ပြီးချင်းရေပိုက်ခေါင်းမှပုံမှန်အပူချိန်ရေဖြင့်မိနစ်20ကြာအောင်အေးခံပေးပါရေခဲရေလိမ်စီသို့မဟုတ်ထောပတ်ကဲ့သို့အစီများကိုလုံးဝမသုံးရပါအနာဒဏ်ရာကြီးသောသူများကလေးတငယ်နှင့်အိုမင်းမတန်လူကြီးများတွင်ကြာရှည်စွာရေဖြင့်အေးခံပါကအခမ်းအနားကိုအပူချိန်ကျဆင်းတတ်ပါသည်လိုအပ်ပါကအနာကိုမထိခိုက်စေဘဲစောင့်ချုံပေး၍ရပါသည်အစားအသောက်ဖုံးရာတွင်အသုံးပြုသောပလတ်စတစ်အကြီးပြော့ cling film ကိုအသုံးပြု၍အနာကိုအုပ်ပေးနိုင်ပါသည်သို့သောပတ်တီဖြင့်လေးတကယ်သို့မပြုလုပ်ပါနှင့်လက်အရည်ပြားလောင်ကျွမ်းပါကတန်ရှင်းသောပလတ်စတစ်အိတ်ဖြင့်ဖုံးအုပ်နိုင်ပါသည်အနာသက်သာစေရန်ပါရာစီတမောသို့မဟုတ် ibuprofen အစရှိသောဆေးများကိုတောက်နိုင်ပါသည်ထို့နောက်နီးစပ်ရာဆေးရုံဆေးခန်းသို့အမြန်ဆုံးပို့ဆောင်ပေးပါ